လူတွေအငင်းခုန်ဖြစ်နေတာချားမဟုတ်ဘူးတဲ့ရှင်တွေကဒေါသတွေရှိတယ်အညှိုးတေးတွေရှိတယ်ရှင်တွေကဒေါသရဲ့အညှိုးတေးရဲ့ပြီးတော့လူတွေဟာခြေစွတရားကိုမသိတတ်လို့ခြေစွကမ်းတာတွေတို့ဂုံတို့ဂုံရဲ့လှုပ်ချင်တာတွေတို့မနာလိုစိတ်တွေတို့ကိုယ်သာကြီးပွားခြင်းနဲ့စိတ်တွေတို့အိတ်သာမစ္စရိယအဲ့ဒီစိတ်တွေကြောင့်မလို့လောကကြီးကအငြင်းပွားနေတာအဓိကအငြင်းပွားခြင်းအကြောင်းကအဲ့ဒီအကုသိုလ်တရားတွေပဲဝိဝါဒမူလသုတ်တံမှာဝိဝါဒ6မျိုးဟောထားတာရှိတယ်ဝိဝါဒဖြစ်ခြင်းအကြောင်း6မျိုးဆိုတာအဲ့ဒီပြောတယ်ခုနမခံခြင်းစိတ်တွေတို့အညှိုးတေးတွေတို့အောက် jealousy တွေတို့ကိုယ်သာလုပ်ချင်တဲ့ selfishness တွေတို့အဲ့ဒါတွေကြောင့်မို့လို့လူတွေအငြင်းပွားနေကြတာလေအဲ့လိုအငြင်းပွားပြီဆိုလို့ရှိရင်အငြင်းပွားသူ2ယောက်စလုံးဒီအရှုံးနဲ့ပဲကြုံရမယ်ဘယ်သူမှအမြတ်မရဘူးလို့ဆိုလို့တယ်အဲ့ဒါကိုသင်္ခါစာပေးထားတာ2ယောက်စလုံးအရှုံးဘယ်သူရသွားတော့ဆိုဂျားလူတယောက်ကရသွားတယ်လက်တွေ့ကြကြပြောမယ်ဆိုလို့ရှိရင်အငြင်းပွားရင်ဘယ်ရောက်တရားရုံရောက်တော့ဘယ်သူတွေစားသွားကြတာဒါတော့ပြောစရာမလိုအောင်သိနေကြဘယ်သူတွေရသွားတာဘယ်သူတွေကျွယ်ဝသွားကြတော့ဘယ်သူတွေချမ်းသာသွားကြတော့ဒီလူတွေအမြောက်စလုံးကပေးလိုက်ရပြီလေဘယ်သူမှအမြတ်မရပြောစလုံးရှုံးတယ်အဲ့ဒီဟာကိုတရုပ်ဖော်ထားတာပါဒီဆလာဒါကိုမြတ်စွာဘုရားဒါဘုရားဟောတဲ့အတိုင်းပြောတာပါဘုံဘုံတော့မြတ်စွာဘုရားဒီဆလာမှာဒီကုန်းချုပ်လေးပါဟောတော့ဧဝမေဝမနုဿေသူဝိဝါဒောယထာစာအတိလူလောကအတိုင်းဝိုင်းကြီးတွေမှာတဲ့တုံးနဲ့တူအချင်းများပြီဆိုလို့ရှိရင်တဲ့ဓမ္မထံပฏิဝေဒန္တိဓမ္မထဆိုတာတရားသူကြီးစီပြေးကြရတယ်တဲ့တရားယုံကိုပြေးကြရတယ်ငြင်းပွားပြီဆိုလို့ရှိရင်တရားယုံရောက်သွားကြပြီသူတို့ဆိုလို့လေဓမ္မထံပฏิဒါဝန္တိဓမ္မထဆိုတဲ့တရားသူကြီးထံပြေးသွားကြတယ်ကောဟိနေတံဝိဒယကောဘာလို့လဲဆိုသူကပဲဆုံးဖြတ်ပေးမှာအမှားမှန်ကိုသူကဆုံးဖြတ်ပေးမှာမို့သူစီပြေးကြရတယ်တဲ့အဲ့ဒီပြေးတဲ့အခါကျတော့ဘာဖြစ်တော့ဆိုတော့တဏှာပိတထဇီယန္တိမဆကုန်ရပြီတဲ့အဲ့ကြတရားသူကြီးပေးရမယ်ရှင်းနေပေးရမယ်ရဲပေးရမယ်ပေးတယ်အများကြီးဖြစ်လာပြီပေးဟိုပေးဒီပေးတရားလူကလည်းပေးတရားခါလည်းပေးအဲ့ဒါကြောင့်မြတ်စွာဘုရားတဏှာပိတထဇီယန္တိတဲ့အဲ့ရုံရောက်ပြီဆိုလို့ရှိရင်လည်းပတ်စံကုန်ပြီသာပတ်ပြီတော့တဲ့အခုကပြောတာမဟုတ်ဘူးဒါမြတ်စွာဘုရားဟောခဲ့တာတကယ်တဏှာပိတထဇီယန္တိတဲ့ဘယ်ခေတ်ဖြစ်ဖြစ်ဒီတိုင်းပဲခဏခေတ်မှုတူဖြစ်နေတယ်လို့မအောင်မေးလေနဲ့လူတွေရှိနေတယ်ဗျာဒီအကျင့်တွေရှိမှာပဲနော်